ကဲမင်္ဂလာပါခင်ဗျာအားလုံးပဲຫນွေရာသီရဲ့အပူဒဏ်အောင်မှာလန်းဆန်းကျင်နေကြပြီလားโอเคဒီနေ့မှာတော့ကျွန်တော်တို့ပေါ်တွင်ခြင်းမှာအလွေတကူဝေလို့ရပြီမဲ့သူ့ရဲ့အစွမ်းတက်တီတွေကိုလူတိနဲနေသေးတဲ့ထခွားတီအကြောင်းကိုပြောပြပေးသွားမှာပါထခွားတီကရေငက်ပြီးယုံနေမဟုတ်ဘူးနော်ဘာဒီထူးခြားသေးလဲဆိုတာဗီဒီယိုလေးကိုစုံအောင်ကြည့်လိုက်ရအောင်အရင်ဆုံးတခွားသီးထဲမှာဘာတွေပါလဲကြည့်အောင်တခွားသီးရဲ့95ရာခိုင်နှုန်းကျော်ကရေဓာတ်ပါဒါကြောင့်သူ့ကိုစားတာဟာရေတစ်ခွက်တောက်လိုက်တယ်လို့ပါပဲဒါတင်မကသေးဘူးနော်ကယ်လိုရီကလည်းအလွန်နည်းတဲ့အပြင်အယိုးအသွက်ကောင်းတဲ့ဗီတာမင် K ကိုယ်ခံအားသွက်ဗီတာမင် C နဲ့ပိုတက်ဆီယမ်တို့လိုဓာတ်တကူတွေအများကြီးပါဝင်ပါတယ်ကဲဒီနေရာမှာ Pro Tip လေးတစ်ခုပေးချင်ပါတယ်သတိထားမှာကအာဟာရအများစုကအခွန်မရှိတာပါဒါကြောင့်အခွန်မခွာပဲစားတာကအကောင်းဆုံးပဲနော်ကဲတကွာတီဆိုင်ရင်ဘာဒီကောင်းမလဲဆိုတာအချက်5ချက်နဲ့ပြောပြမယ်နံပါတ်1ရေဓာတ်ဖြစ်တင်ပေးခြင်းပါရေသဝရပြင်းတဲ့သူတွေအတွက်တကွာတီကအကောင်းဆုံးအဖို့ပါပဲနံပါတ်2ဝိတ်ချဖို့ထောက်ကူပြုခြင်းဖိုက်ပြီးလွယ်တယ်ကယ်လိုရီနည်းတယ်โอเคဝိတ်ချနေတဲ့သူတွေအတွက်တော့ share ရပေါ့နံပါတ်3အစာကြေစနစ်ကောင်းမွန်ခြင်းဝမ်းချုပ်တတ်တဲ့သူတွေပုံမှန်စားပြီးရင်အစာရင်က okay ဆိုပြသွားမှာပါနံပါတ်4စီချိုသမားများအတွက်တရင်ကောင်းပါတခွားသီးကတွေးတွင်တကြားဓာတ်ကိုထိမ့်ညှိပေးနိုင်တဲ့အစွမ်းရှိပါတယ်နောက်ဆုံးနံပါတ်5ကတော့အသားအရည်နဲ့မျက်လုံးအတွက်ပါတခွားသီးအကွင်းလေးတွေမျက်လုံးပေါ်တင်ပေးရင်မျက်ကွင်းညိုတာတက်တာပြီးအသားအရည်ကိုလည်းကြီးလင်းစေတယ်လေဒါပေမဲ့အလွန်ကျွမ်းစားတာမျိုးတော့ရှောင်ရမယ်နော်တချို့ကအစိမ်းစားရင်လေပွတ်တတ်ပါတယ်အရေးကြီးဆုံးကတော့မစားခင်မှာပိုးသက်ဆေးတွေဆင်သွားအောင်ရေစင်ဆေးဖို့ပါပဲကဲအခုဆိုရင်တခွားသီးရဲ့အကျိုးကျေးဇူးတွေကိုတီးသွားလောက်ပြီးထင်ပါတယ်အားလုံးပဲဒီနေ့ကစပြီးတခွားသီးကိုကျန်းမာရေးအတွက်ထည့်သွင်းစားသုံးကြည့်ကြကိုတိုက်တွန်းချင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ရင် like ပေးဖို့မမေ့နိုင်ဘူးเนาะနောက်ထပ်ကျန်းမာရေးဗဟုသုတလေးသိချင်ရင်เนาะကျွန်တော်တို့ channel ကို subscribe လုပ်ထားလိုက်ပါ okay အားလုံးပဲကျန်းမာလန်းဆန်းကြပါစေ